အားလုံးပဲမင်္ဂလာပါ share ရဲ့ vlog လေးရနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ share ရဲ့ graduate school ရဲ့နောက်ဆုံးရက်လေးကိုပေါ့နော်စာသင်ရဲ့နောက်ဆုံးရက်လေးကို share က vlog လေးရိုက်ပြန်မှာဖြစ်ပါတယ် share ပုံမှန်ဆိုလို့ရှိရင်ကျောင်းအားယုံခန်းမှာassistant teacher လုပ်တယ်ပေါ့နော်ပြီးတော့အတန်းရှိရဲဆိုအတန်းတက်တယ်အတန်းမရှိရင်တော့ရုံးမှာပဲပေါ့နော်ဒီနေ့ကတော့ရုံးတက်ပြီးတော့အတန်းတစ်နေ့ကုန်တက်မယ့်ရက်ဖြစ်ပါတယ်နောက်ဆုံးအတန်းရက်လေးပေါ့နော်မနေ့ဆိုရင်ရုံးခန်းမှာလောက်ရှာလုပ်ပြီးတော့ဒီနေ့ကတော့အတန်းသွားပါတယ်ဒါတော့ share တို့ graduate school ဖြစ်ပါတယ်ဒီနေ့ကနောက်ဆုံးရက်လေးဆိုတော့လေ professor ရှေတို့ကို snack လေးလည်းပြီးတယ်ချထားပြပေါ့နော်ဒီနေ့ရှေတို့မနေ့အတန်းညအတန်းရှိပါတယ်ဒါတော့ရှေတို့ရဲ့ classmate တွေနဲ့ပေါ့နော်ဒါတော့ presentation လုပ်တဲ့ထဲမှာ highlight လေးပေါ့နော်ဒီနေ့နေ့လေးစာတော့ professor ကရှေတို့ဘူကိုကီနေ့လေးစာလေးကျွေးရဖြစ်ပါတယ်ကိုရီးယားဆိုင်မှာကျွေးရဖြစ်ပါတယ်ပြီးတော့တငယ်ချင်းကရှေတို့လက်ဆောင်ပေးပါတယ် mouse pad လေးပေါ့နော်ဘူကိုကီလည်းအရန်စားလို့ကောင်းပြီးတော့တငယ်ချင်းနဲ့ကျေးဇူးတင်ပါတယ်ဒါတော့ဘူကိုကီဆိုင်ကopen pub ပေါ့နော်ထမင်းကြောပါပြီးတော့ရှေတို့အတန်းပြန်သွားတယ်ရှေကတော့ဒီနေ့ရဲ့နေ့လယ်ပိုင်း presenter ပေါ့နော်အဲ့တော့ရှယ်လဲဒီနေ့နောက်ဆုံး last presentation လုပ်တာဖြစ်ပါတယ်ဒီနေ့ကတော့ကျောင်းသားဘဝရဲ့နောက်ဆုံးရက်လို့ပြောလို့ရပါတော့feeling ကတော့ဘယ်လိုပြောမလဲ mix feeling ပေါ့နော်ပျော်တယ်ဝမ်းလည်းနေပေါ့နော်ပြောရှယ်ရုံးကိုတစ်ခေါက်ပြန်သွားတယ်ရုံးမှာလှုပ်ရှယ်လုပ်ပြီးတော့တကယ်ချင်းနဲ့ညစာအကင်စားပါတယ်အဲ့ဒါပြီးတော့ရှယ်ရဲ့နောက်ဆုံးရက်လေးကိုမတ်တရားအနေနဲ့ဒီလိုသိမ့်ချင်လို့ရိုက်လိုက်တာဖြစ်ပါတယ်အားလုံးပဲနောက် vlog မှာပြန်တွေ့ပါမယ်